မနေ့က၄ပွဲမှာ၃ပွဲကဘော်ဒီရောဂိုးပေါင်းမှန်ဒီကိုတွေအားလုံးအဆင်ပြေခဲ့ကြတယ်မှတ်လားဒီနေ့အတွက်ချန်ပီယံလိ၄ပွဲကိုလည်းကျွန်တော်နဲ့အတူတူသုံးသက်ကြလိုက်ကြရအောင်အစောဆုံးတစ်ပွဲဖြစ်တဲ့ဘာစီလိုနာနဲ့နျူကာဆယ်တို့ပွဲမှာဆိုရင်အင်ကွင်းဆိုရင်အကောင်းဆုံးပုံစံနဲ့အနိုင်ရလဲဇက်တိုက်ရနေတဲ့အသင်းမှာနျူကာဆယ်ရဲ့လက်ရှိ current form ကိုကြည့်ရမယ်ဆိုရင်နောက်ဆုံးကင်ခဲ့တဲ့ Chelsea နဲ့ပွဲမှာအဝေးကွင်းကနေ0-1ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပြီးစိတ်သက်ပိုင်းဆိုင်ရာအမြင့်ရောက်နေတဲ့အသင်းမှာမနေ့ကကန်ခဲ့တဲ့အာဆင်နယ်ကိုပဲကြည့်ပါစိတ်သက်ပိုင်းဆိုင်ရာလုံးဝအမြင့်ရောက်နေတော့လှုပ်တိုင်းဖြစ်ခဲ့ပါတင်းဖြစ်တာကြောင့်ဒီညမှာလည်းဘာစီလိုနာတို့အတွက်လွယ်ကူမယ်လို့မထင်ပါဘူးဒါကြောင့်အသင်းအနေနဲ့နျူကာဆယ်ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ဂိုးမောင်းစင်းအနေနဲ့ကြည့်ရမယ်ဆိုရင်သုံးလုံးရှုံးဆိုတဲ့ကြေးတန်းကိုကြိုက်တာကတကြောင်ပြီးရင်ရှေးကြော့က1-1နဲ့ဂိုးအုပ်ခဲ့တာကိုအခုကြော့မှာကြေးကပိုပြီးပြင်းလာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဂိုးပေါ်ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ဒုတိယတစ်ပွဲဖြစ်တဲ့ဘိုင်ယန်နဲ့အတလနာတို့ပွဲမှာတော့ဘိုင်ယန်ကနှလုံး90နိုင်ကြေးပေးထားပြီးဂိုးပေါင်းစည်းအနေနဲ့လေးလုံး90နိုင်ဆိုပြီးတော့ပေါက်ထားပါတယ်အမှန်တိုင်းပြောရရင်အရင်နေ့ကကျစ်ဆိုတဲ့ရလက်နဲ့ဂိုးတွေတောက်လျှောက်ပေါ်ခဲ့ပါတယ်ဘိုင်ယန်ရောအတလန်နာရောဟာနောက်ဆုံး၅ပွဲမှာ၄ပွဲလောက်ကဂိုးတွေတောက်လျှောက်ပေါ်ထားတဲ့အသင်းတွေဖြစ်တာကြောင့်ဒီညမှာတော့ဂိုးတွေနိုင်မိုင်းစတိုင်းမြင်တွေ့ရအောင်မယ်လို့ထင်ပါတယ်။ဒါကြောင့်ဘိုင်ယန်နဲ့အတလန်နာတို့ပွဲမှာတော့ဂိုးပေါ်တစ်ကြောင်းလေးကိုပဲရွေးချယ်ပေးထားပါတယ်။လာပါပြီနောက်တစ်ပွဲကတော့အင်္ဂလန်ပရီးမီးယားလိဂ်ကဂျိုးဂျာတို့အသင်းပဲဖြစ်ပါတယ်။လီဗာပူးနဲ့ဂလာတာစရီတို့ပွဲမှာဆိုလို့ရှိရင်အဝေးကွင်းမှာ0-1နဲ့ရှုံးနေခဲ့တဲ့လီဗာပူးဟာအခုအိမ်ကွင်းမှာနှလုံး90နိုင်ခြေတန်းပေးထားပြီးဂိုးပေါင်းစည်းအနေနဲ့၄လုံးအပြည့်နီးပါးစားဆိုပြီးခြေတန်းပေါက်ထားပါတယ်။ဒီပွဲကိုလည်းဘယ်ပွဲနဲ့ဥပမာပေးရမလဲဆိုရင်မနေ့ကစပိုတင်နဲ့ဘိုတိုကလင်းတို့ပွဲလိုပါပဲ။ခြေတွေစတိုက်အောင်ခြေစွမ်းတွေအရန်ကောင်းဂိုးပြတ်တွေနိုင်နေလဲပဲနောက်ဆုံးကြလီစင်အနေနဲ့ဒီပွဲမှာတော့လီဗာပူးဘော်ဒီတစ်ကြောင်းနဲ့ကိုပဲရွေးချယ်ပေးလိုက်ပါတယ်။နောက်ဆုံးတစ်ပွဲဖြစ်တဲ့တော့တယန်ဟော့စပါနဲ့အတလက်တီကိုမက်ဒရစ်ပွဲစဉ်မှာတော့ဂျီရန်အနေနဲ့ကတော့တဲပေါက်ထားပြီးဂိုးပေါင်းစည်းအနေနဲ့3လုံး3နိုင်ဆိုတဲ့ဂျီရန်ပေါက်ထားပါတယ်။ခြေစွမ်းနဲ့ဂျီရန်အရာကြီးရမယ်ဆိုလို့ရှိရင်နည်းနည်းမူမမှန်ဘူးလို့မြင်ရပါတယ်။ဘာလို့ဆိုလို့ရှိရင်စပါကနောက်ဆုံး10ပွဲမှာ2ပွဲလောက်ပဲတရေကြပြီးကျန်တဲ့6ပွဲလုံးကရှုံးထားပါတယ်။ဒီလိုစစ်အားလုံးပဲ good luck ပါ